အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီ ghost ဆိုတဲ့စကားလုံးလေးကိုသင်ပြပေးမှာဖြစ်ပါတယ်ဆိုတော့စကားလုံးတွေပါအမြဲတမ်းမှတ်ထားပါတစ်လုံးထက်မကတဲ့အဓိပ္ပာယ်တွေရှိတယ်မဆိုရင် ghost ကိုတရေလို့သိထားပေမဲ့ပထမဆုံးစာကြောင်းမှာ have you ever seen a ghost ဆိုရင်တော့တရေမြင်ဘူးလားဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါကိစ္စမရှိဘူးနောက်တစ်ခု zero ကြည့်မယ်ဆိုရင် the relationship မှာပေါ့နော် should I message her or just ghost ဒီမှာဆို ghost ကတရေမဟုတ်တော့ဘူးပထမတစ်ခုကတော့ zero က noun အနေနဲ့သုံးတယ်ခုဒီတစ်ခုကျတော့ဆိုတော့ verb အနေနဲ့သုံးတယ်ဒါဆိုရင် zero ရဲ့အဓိပ္ပာယ်ကသူ့ကို message ပို့လိုက်ရမလားဒါမှမဟုတ် relationship တစ်ခုကိုအဆုံးသတ်လိုက်ဆိုတော့တခါဒီမှာ relationship မှာဘာမပြောညာပြောနေအကြောင်းအရာလည်းဘာမှမသိပဲပျောက်သွားတာမျိုးရှိတယ်ကိုယ်အဆက်အသွယ်လုံးဝဖြစ်လိုက်တာမျိုးရှိတယ်အဲ့ဒါ ghost လုပ်တယ်လို့ခေါ်ပါတယ်ဒါဆိုအဓိပ္ပာယ်နှစ်ခုရှိပြီနော်နောက်ဆုံးအဓိပ္ပာယ်ကတော့ zero Justin Bieber ရဲ့တခြင်းလေးဟုတ်လားဒီစာသားလေးဒါ ghost ဆိုတဲ့တခြင်းလေးอ่ะဗောနော်ဒီမဲ့ if I can get close to you I'll settle for the ghost of you အဲ့ဒီမှာ ghost ကိုဘာသာပြန်တဲ့အခါနော် online ပေါ်မှာလည်းဟိုအင်္ဂလိပ်တခြင်းတွေကိုဘာသာပြန်တဲ့အခါသူရဲ့ grandfather တရေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဟိုတရေလို့ grandfather ရဲ့တရေကိုအဲ့လိုမျိုးပြမဟုတ်တရေမဟုတ်ဝိညာဉ်လို့လည်းဘာသာပြန်မဟုတ်ဝိညာဉ်ကိုလည်းပြောရတယ်မဟုတ်ဘူးတရေကိုပြောရတယ်နော်အဲ့တော့ဒီသူရဲ့ grandfather ရဲ့ဝိညာဉ်နဲ့ပေါ့နော်အတူနေမယ်ဒါမျိုးတွေပါအဲ့လိုမဟုတ်ဆိုတော့ ghost ရဲ့အဓိပ္ပာယ်ဆိုတော့သိဖို့လိုတယ်ဒါဆိုရင်တော့ Justin Bieber ရဲ့အချင်းပါဆိုရင်ဒီလိုမျိုး if I can get close to you မင်းနဲ့မနီးစပ်နိုင်တော့ဘူးဆိုလို့ရှိရင်မနီးစပ်နိုင်တော့ဘူးဆိုလို့ရှိရင်မင်းနာမှာမရှိနိုင်တော့ဘူးဆိုလို့ရှိရင် I set for the ghost of you ဟောဒီ ghost ဒီဆိုလို့ရင်အဓိပ္ပာယ်ဒီဘာလို့ဆိုလို့ရှိရင် memory ကိုပြောတာလူတယောက်ရဲ့အမှတ်တရသူဘိနာမှာဝိညာဉ်နေတဲ့ရှိကောင်းရှိမယ်မရှိရင်လည်းမရှိအမှတ်တရလူတိုင်းမှာကိုဘိနာမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအမှတ်တရတွေဆိုတာရှိအဲ့ဒီအမှတ်တရတွေနဲ့ငါလက်ခံပြီးတော့နော်နေပါမယ်ဒီအမှတ်တရတွေအကောင်းသည်ဖြစ်စေဆိုသည်ဖြစ်စေနော် settle for ဆိုတဲ့အဓိပ္ပာယ် accept ဆိုတဲ့အဓိပ္ပာယ်ပါနော်ဆိုတော့ငါမင်းနာမှာမရှိနိုင်တော့ဘူးဆိုလို့ရှိရင်မင်းနဲ့တော့မနီးစပ်နိုင်တော့ဘူးဆိုလို့ရှိရင်မင်းအနီးနာမှာမရှိနိုင်တော့ဘူးဆိုလို့ရှိရင်မင်းရဲ့အမှတ်တရတွေနဲ့ပဲငါကြည်နူးလက်ခံနေပါမယ်ပေါ့နော်ဒါကိုပြောတာဒါဆိုရင်အဓိပ္ပာယ်ဆိုတော့ ghost ဆိုတဲ့အဓိပ္ပာယ်သုံးလို့ရပါတယ်ဒီကောင်ဒီကိုယ်သိနေကြတရေဝိညာဉ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ဘာမပြောညာပြောနေ relationship တစ်ခုကိုအဆုံးသတ်လိုက်တာဘယ်ပြောက်သွားမှလည်းမသိဘယ်လိုက်ရှာမှလည်းမသိတော့ ghost လုပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ memory ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါကြောင့်မလို့အင်္ဂလိပ်စာမေးတဲ့အခါဆရာ ghost ဆိုတာဘာကိုပြောတာလဲပေါ့နော် ghost ဆိုတာဘာကိုပြောတာလဲလို့မေးမဲ့အစားဒီလို context အကြောင်းအရာတွေနဲ့မေးမှသာလေဘာကိုဆိုလိုချင်လဲဒီအဓိပ္ပာယ်ကဘာကိုဆိုလိုချင်လဲဆိုတာဆရာတွေက